တော့တန့်ရှင်းလုပ်လေ ဟိုဒီမဲ့လှုပ်တယ်မမြင်ဘူးလားကိုစစ်ကိုသွားလို့ငါငေါ့နေကိုကပြောင်းလို့ ဒီပါကွာပေါ့ကြ ကိုကမလုပ်ခွင့်နဲ့အာပြီးရောဟဲ့ကောင်လေခင်ဗျာဘာတော့တေချာတော့ဒီမ နေတယ်လေ တော့နေရလေ ကြိုက်ဟိုဝန်ထမ်းမလေးကိုကျွန်တော်တင်ပေးထားတာရှိပါတယ်။ customer တယောက်ရောက်လာတဲ့အခါကျရင်ဘယ်လိုနှုတ်ဆက်ရမလဲဆိုတော့ကျွန်တော်တင်ထားပါတယ် ဟုတ်လား ။ဟုတ်ကဲ့ ဟိုခဲတို့ဟိုလုံကြံဟိုခဲတို့ခဲတို့လုံကြံလို့ဟာမင်းမလုပ်နဲ့လို့ကွာ လုံးကြည့်ဆိုကျွန်တော်လုံးတယ် မင်းကိုလုံခိုင်းနေမှာမဟုတ်ဘူးကတော့မင်းပဲအရှိဟာပဲကွာတော့ တင်ထားတာဒါပဲတင်ထားပြီးရော ဟိုခဲတို့ဟိုလုံကြံ မင်္ဂလာပါရှင်သူမိမိသားစုမှကြိုးဆိုပါရရှင် ဟာဟုတ်တို့တော့ဘာသူကြည့်ပြောတာ ။အော်အရှိကိုကြည့်ပြောမှာပေါ့ customer အရှိရလာပါလေ ဟာကိုတယ်ကွာဘာမှစင်းနေပို့ပေးထားပါ ။ဟုတ်ကဲ့ပါဗျာ ဟမ်တေချာသွားပြီတေချာသွားပြီကိုပြီကွာ ။ကြိုက်ဘာလို့ကိုလဲ ဟာဟိုမလေး customer လာနေလေ ။နားနေပြီဆိုတော့ကြည့်ရမယ်လေဂျာကြီးရဲ့ ပို့မယ်လေ အေးဟုတ်သားပဲလာတော့မလားမင်္ဂလာပါ သူမိသားစုမှကြိုးစားပါတယ် အာကျေးဇူးပါတယ်ကျေးဇူးဖြောက်မင်းစောနာပြောတော့အဲ့ဒါဟိုဝန်ထမ်းကလေးမလေးပြောမှာဆို ။အော်ကျွန်တော်တို့အရင်ရောက်တော့ကျွန်တော်တို့ကြိုပြောတာလေ ကြစ်နေတော့ ဟော အဲ့ဒီတော့ ညာ မင်းတို့ပြောမှလားအခုပြော ဟုတ်ပြောပါခင်ဗျဟိုမေးကြည့်တာဟုတ် ဟာလေကလေး အော်ကလေး ကလေးအတွက်စိုက်ကယ်လေးဝယ်ပေးကြတော့ကလေးကလည်းစိုက်ကယ်လိုချင်တယ်ဆိုဟုတ်တယ်နော်ကလေး ဟုတ်ကဲ့ပါပါ ပါခေါ်တာလေးရကူတန်လေးကြည့်ရမယ် ။အော်စီရောက်မှာ အော်အေးဟုတ်ရပါတယ်ခင်ဗျဟိုကျွန်တော်တို့ဒီမှာကတော့ဟိုလိုအပ်တဲ့ပုံစံရောဒီဇိုင်းရောအများကြီးရှိတယ် ဟိုနာမည်ကလည်းကြီးနေလေချွတ်ပီ ဟုတ်တယ်ဟုတ်ကလေးတော့နော် ကလေးတက် အဲဆိုလို့ရှိရင်ကလေးနဲ့လိုက်တဲ့ဆိုင်ကလေးအများကြီးရှိတယ်အဲ့ဒါပြနော်โอเค ကလေးဒါလိုက်ပြမယ် လာဟေးပါသွားပြီ နေ ရ ဝယ်ပြီးတော့ပတ်စံရှင်းရမှာအကိုလေး အော်အကူပတ်စံရှင်မ ဟုတ်ကြတာမခေါ်ဟုတ် ဟုတ်သားပဲဒီကောင်လေးရတယ်တယောက်တည်းပေါ်သွားတယ်အကူပတ်စံရှင်ပါမလားပတ်စံရှင်တဲ့ခါကျရင်လန့်ခေါ်လိုက်မယ်နော်နေကြော ကြော က် က် နေ နေ မယ် မယ်ဘယ်လိုကောင်းလဲမသိဟဲ့ကလေးအော်ပပချန်ခဲ့ပြီလေကွာ လာဒီမေကြိုက်စရာမကြည့်အေးစေးပဲညလားတက်အေးမလေးတေတေတော်ကြီးအဲ့ဒါဒီနေ့လေးတော်လေးရှိရနော်တော်လေးဖွင့်မယ်ပြီးရင်ဒီမှာမီအော်ဟာဒီမှာလေးပါ ကောင်း ပြနေတယ်လေဒီမှာနော်ဒီမှာကြည့်ဒါမီခလုတ်ဒီမှာစက်တက်အဲ့ဒါဒီမှာ ဟေး ဗျာ ငါကလေးကိုဘာလို့လုပ်နေတာ ကျွန်တော်အနီးကပြနေတာစီးတံအောင် ငါပြပါမယ် ဟုတ်လား သူ့ရဲ့ပပတယောက်လုံးရှိတယ် ဟော ဟိုလက်တွေ့တွေမလို့ ဟုတ် စားတွေ့လေးပဲတင်ပြီလက်တွေ့ကငါပြ ဟုတ်ကဲ့ပါဟုတ် ကလေးဘယ်လိုလဲစိတ်တိုင်းကြ ခင်ဗျာ ဟေးဟိုအရင်မမူနဲ့ဟိုပါလေဆေးတွေကွာကုန်လိမ့်မယ် ဟာအော်ဗျာအော်ဘာဖြစ်လာတော့ အော်တဲ့ အော် အော်ဆေးလို့ပြောတာ origin နဲ့ မဟုတ်အဲ့ဒါမလုပ်နဲ့ ပါပါလေခင်ဗျာသဘောတော့ကြားပါတယ်ဒါပေမဲ့ကလေးအောင်လည်းကြီးအောင်လေပါပါဒီမှာ အော်ရတယ်တက်ဆောင်လို့ပြည့်တယ်ကလေးဟုတ်ပါဘူးနဲ့ဟိုပါလေစီမီလောက်ကြီးတက်ကြည့်လိုက်ဟုတ်ပါပြီ ဒီစီးတိုင်မလားနောက်တစ်စီးပြပါတော့ ကလေး ကျွန်တော်ကဟိုအများနဲ့တွတ်လည်းလို့ပြတာပါ အေးပါဟဲ့ ဟေးပတ်စံရှင်းပါဒီမှာနော် ဟုတ်ကဲ့ တူရှင်းပါငါလည်းမကြည့်ကြဘူးတူရှင်းပါတော့တူရှင်းပါဟေးဟိုလေကလေးဒါအဆင်ပြေလားကလေးအောက်ကအမြဲတမ်းချင်လို့တယ်ဟိုဖြစ်မင်းမဝယ်ပြပါမင်းစီပြန်လေဟမ် ပါပါနော် အေးပါဟိုဖြစ်ဟိုတောက်စီကြည့်အောင်လားဟိုပြလို့ရှိရင်လေဟိုကလေးနဲ့လိုက်တဲ့ဘိန်းတွေအများကြီးရှိတယ်အဲ့ဒါကလေးစိတ်ကြိုက်တွားကြည့်တော့
နော်အေ အေးလာ အော်ပါသွားပြန်ပြီငါလည်းမရောက်ဘူးခလေးပါနေကစားဝင်ရောက်နေဆိုပဲပြောပြီးတော့ဟာဟုတ်တယ်ဒီလိုဟာဘာကြီးဟုတ်ကဲ့ကိုကလေဟိုကလေးတော့လဲပါလို့သူ့ရဲ့ပပဒါလေးသဘောကျအော်ကိုဒါသဘောကျအလေးသဘောကျတယ်ဟုတ်လားဒီကောင်တွေက EV ဆိုတော့အကိုစိတ်ကျင်ပေါ့နော်ဒီကောင်အားသွင်းရင်9နာရီ6နာရီလောက်သွင်းရင်မိုင်80တီတွားလို့ရတယ်ဟုတ်တယ်လားဟမ်မှန်လိုက်တာမှန်ရမယ်တူမီလေတူမီဟုတ်တယ်တူမီရဲ့ဒီကောင်ဘက်ထရီကလီသီယမ်နဲ့သုံးပြီပါလေလီသီယမ်ဘက်ထရီအော်ခဏသိနေတယ်သိတာဗောမှန်လိုက်ကြမှန်ရမယ်လီသီယမ်ဘက်ထရီတွေကဒီတူမီကပေးထားတာက3 year warranty ပေးထားတယ်ဟုတ်လား3နှစ်အမကန်ဟုတ်တယ်လေမှန်လိုက်ကြမှန်ရမယ်တနည်းအတွင်းမှာပြတ်သွားခဲ့ရင်တော့အတလဲပေးတယ်3နှစ်အတွင်းမှာလာပြီးတော့ပြတ်သွားခဲ့တယ်ဆိုရင်တော့ဒီကောင်ကိုပြန်ပြီးတော့ပြုပြင်မွမ်းမံပေးတယ်ဟဲ့ဒါလည်းသိနေတယ်သိတာဗောမှန်လိုက်တာမော်တာတွေဘာတွေကတော့သူကဟောပေါ့1 year warranty အော်တစ်နှစ်ဗောတစ်နှစ်မြန်မာလိုပဲပြောကျွန်တော်သိနာမလဲပါဇက်ကလည်း low anniversary တွေထွက်တော့မှာအဲ့တော့အခုဒီရလေးသဘောကျဒီကောင်လေးကလောင်စာစီမပါတဲ့အတွက်ပတ်ဝန်းကျင်ညဉ့်ညမ်းမှုကိုလည်းထိမ့်သိမ့်ပြီးတယ်ဒီကောင်ဟိုနမရပါဟိုဟာလေဟို EP ဆိုင်ငယ်လေမဟုတ်2မီလေဟိုကိုယ့်ရဲ့ကုမ္ပဏီနာမည်ကိုမေ့နေရတာကုမ္ပဏီနာမည်မေးတာလားမသိကျွန်တော်ဒီဆိုင်ငယ်ဟိုတီဆောက်တာတရားကြီးထင်နေတာဟိုလေ့လာထားတာနေတော်တော်သိနေတယ်နော်လေ့လာထားတာဒီဟိုကေပေးရလားရအော်ရမယ်အဲ့ဒါဝေသားပဲရှင်းတော့မယ်ဟုတ်ကဲ့အဲ့ဒါများမေးနေသေးတယ်ဂိမ်းဆောင်အော်ရဒီကောင်တက်ပလက်နဲ့ဆော့ရရတယ်လေဟိုဆော့မောင်းလေးတက်ပလက်ဆော့ဟုတ်ဘူးလေကြာကြီးမနောက်နဲ့လေနောက်တာဒါလေးတော့ကြားတယ်သွားကျွတ်နဲ့ထည့်တော့အေးဟိုငါကိုရင်လေဟာမဟုတ်လေဟာအိတ်နဲ့ထည့်လို့မရဘူးစာတာအိတ်တွေထီးတယ်လက်ဆောင်မပေးဘူးလားဒါလည်းသိနေတယ်အဝိုင်းလေးလှည့်ပြီးရလေမလိုက်တာမရမယ်ဒါလေးလုပ်လိုက်ပါမသိဘူးလုံးနေဘူးမလုံးနဲ့ကလေးဝယ်ဦးမှာသူ့ပပရှင်းမှာဟဲ့ကလေးတော့ဒီမှာကလေးဘာလို့ကိုတဲ့ပြောတဲ့ဆိုကြဝင်ရတော့ခေါ်လိုက်တော့ကလေးအေးဒီမဲ့ဒီလီယိုစီဗီတော်ကြီးSorry. သူကဒီမှာဟဲ့ဟိုတကယ်ပစ္စည်းတွေတက်ဆော့မနေနဲ့လေ Oh, papa. အများပြည်စီမဟုတ်ဘူးကျွန်တော်ဒီကထုတ်တဲ့ဆိုင်ကလေးပဲ မဟုတ်လေကလေးမင်းစိုက်ကယ်ဆိုဟာကြီးอ่ะ Papa လေအကူရှိုးလိုက်ပြီ အော်ချစ်တော်ဖေးပါပြီညဝယ်ပေးရမလို့တော့ အကြိုက်ပဲ အော်ကလေးကဒါကြိုက်တာလားအဲ့ဒါကလေးကတစည်းပပလည်းဘုံမှာကြိုက်တော့ပပနော်ပပတစည်း Papa ဒီစီ ပစ္စည်းသိမ်းမလား ဟုတ်ကဲ့မဟုတ်ဘူးဟိုဘာဖြစ်တွေ့ရတာတကယ်ဝမ်းသာစရာကြီးလို့ပြန် ဒါပါကိုသားသမီးကိုဘာပဲဖြစ်ဖြစ်လိုအပ်တာကိုဖြည့်ဆည်းပေးတာနော်ဟာကောင်းပါပဲတကယ်ပါမိဘတွေရဲ့စိတ်ဆန္ဒကတော့ သူပြောတယ် ဟမ် သူပြောတယ် တရားကိုကြီးကိုပြောရလေသားသမီးလိုချင်တာကိုဖြည့်ဆည်းပေးတယ်လို့မိဘတွေတကယ်တော်တယ်လို့လေးစားတယ်ကျေးဇူးတင်တယ် ဒါပဲ မဟုတ်ဘူးလို့မာနေတယ်မာနေတယ် မမပါဘူးဘာဖြစ်ကိုသားသမီးပဲလေ မဟုတ်ဘူးလို့ဒါငါချစ်သူသူကလေးတော့သူကပပဆိုတာအဖျားစွတ်ခေါ်တာဗျာဟိုပပတခါကျအိမ်မှာပါရေးအဲ့လိုတော့ခေါ်သေးတယ်ဒါကလေးဆိုတာကျွန်တော်ဒါ10နှစ်ကြီးတယ် မမောင်းတော့ဘူးနော်ဒါကြီးကဘယ်လိုဆယ်နေကြီးอ่ะ ဟိုအရင်တော့မလို့ခေါ်တာမလို့ခေါ်သူကရှက်လို့အဲ့ဒါကလေးလို့ပြောတက်ကြည့်ဘူးကျွန်တော်10နှစ်ကြီးကျွန်တော်တက်ငယ်ရှိ Papa နော် အေးပါကြည့်ရဲ့ အော်ဒါဆိုလွယ်နေတာ ဟိုလေ ချစ်သူကြီး one man anniversary အော် လာပြီ โอเคငွေပြည့်တော့ငွေ တိပါ ဟောပါတယ်ဟိုအဲ့ဆိုရှင်လေဟိုပပရဲ့ခလေးကိုရော့ဒါလေးနော်လက်ဆောင်ပေးတာဟေးငါလည်းဝယ်တယ်လေ တို့ဘာမှမပူရနဲ့ရော့ဒီမှာပေးလိုက်ပပကျတော့ဒီအင်ကြီးပပကလေးကနော်ဒီအိတ်မမဟုတ်ဒါပေးလိုက် မဟုတ်ဘူးလို့လေမောင်ကြီးညာမသိလို့မေးပါဦးမယ်ဟုတ်ကဲ့ဟိုဒီအုတ်ထုတ်ပေးတာစိုက်ကယ်စီးတာအဆင်ပြေတယ်လေငါချစ်သူကအယူမကြီးရတာဟုတ်သူကဒါလေးနဲ့သွားတာအဆင်ပြေတယ်ငါဒီ2မီစိုက်ကယ်စီးတိုင်းငါဒါကြီးဝယ်ရမှာငါအုတ်ထုတ်မပေးဘူးလားငါအိမ်မှာလတ်ထားမှာစိုက်ကယ်ကိုတို့ဒီဆိုင်နဲ့ဟာတီးတန့်ရှာကြည့်လိုက်အောင်မယ်သူကမေးစီမလုံးလို့ပေးတော့ပေးမယ်ဟုတ်ဘာဖြစ်ဗျာ
တကယ်လည်း ကျေးဇူးတင်ပါတယ်ဟော လာရောက်အားပေးတယ် အားပေးတယ် စီးတော်ကို2စီးတော်ကို နှစ်စီးတောင်မှနော် တကယ်ဝမ်းသာပါတယ် ကျေးဇူးတင်ပါတယ် အဲ့တော့ဘာပဲလို့လို့ဩ 85မှာဆိုလို့ရှိရင်တော့2 me cycle ကိုဒါရွေးချယ်လိုက်ပေါ့ဗျာဟုတ်တယ်မလား တော့မနေပါနဲ့သူကုန်တည်တယ် ပဲဟဲ့ အားရလို့ဒီပြပါစို့ကျူးရီတို့တတ်တာပဲပါ